ဗီဒီယိုရဲ့အစမှာတော့ကြောက်စရာကောင်းတဲ့တောနယ်ကြီးထဲမှာကျော်ရီတို့အဖွဲတစ်ဖွဲမီးပုံပေးမှဆိုပြီးဂိမ်းဆော့ရင်ပျော်ပါနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမီးကရုတ်တရက်ကြီးငြိမ်းသွားခဲ့ပါတယ်။အကောင်လုံးလည်းမျက်လုံးတွေထွက်ပြီးကြားမတက်ပြူးလာခဲ့ကြပါတယ်။အဲ့ဒါနဲ့အတန်ကျဲကြီးနဲ့အော်ကြပါလေရော။ Kill me, the cuckoo jaha. Tell you, Tina come my yame, but do what you lay. Hey, me, you see a diesel, me, my tooling, what? အဲ့ဒါနဲ့ကျော်ရီလည်းဘာမှမပြောတော့ပဲတက်သားယူဖို့ထွက်သွားပါတယ်။မကြခင်မှာပဲတက်သားတွေခုတ်ယူပြီးတော့စကန်ကိုပြန်လာပါတယ်။ဒါပေမဲ့သူစကန်ကိုရောက်တော့သူ့ရဲ့အဖွဲသားတွေကတယောက်မှမရှိနေတော့ပဲစကန်ကြီးက၆ကပ်နေခဲ့ပါပြီ။ Hi, you gonna build all they have? I don't have you know. အဲ့ဒီအချိန်မှာပဲနောက်ကနေနတ်ဆိုးဝန်ဒီကိုကြီးရောက်လာခဲ့ပါလေရော။အဲ့ဒါနဲ့ကျော်ကြီးကိုဖမ်းလိုက်ရင်မိမောင်ကြီးကျသွားခဲ့ပါတယ်။ဒီလိုနဲ့ကွင်းကြီးထဲမှာတယောက်မှမကြံတော့ပဲမနှက်မိုးလင်းသွားခဲ့ပါတယ်။ဒီတစ်ခေါက်မှာတော့ Hero Prime နဲ့ဆွန်ပြီးတော့99တိတ်ကပါတဲ့ကိုရောက်လာခဲ့ပါတယ်။ဆွန်ပြီးကသူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့ရုံလေးအပေါ်ကျသွားပါတယ်။ Sorry ပါပဲရုံလေးရဲ့တောင်းပန်ပါရီ Hero Prime ကအဲ့ဒီကနေပြီးတော့ထွက်သွားခဲ့ပါတယ်။သူသွားကြည့်တာက Mission Sign ပုတ်ပဲဖြစ်ပါတယ်။အဲ့ဒါနဲ့တစ်သားတုံးလိုနေတာကိုသိလိုက်ရပါတယ်။ Kill Dio Latio. ဆွန်ပြီးကသူ့ဖိထားတဲ့ရုံကိုမိခင်ပြီးရုံကင်လုံနေခဲ့ပါတယ် အရက်ရတာရှိရဲ့ရုံကလေးရရမယ်နော် ။မကြပါဘူး။နေကြီးကပြေးဝင်ပြီးညဘက်ကိုတန်းရောက်သွားပါတယ် Hi, me blue name no ale. Kill me, the dado do you say? ဟမ်ဘာကြောက်တဲ့အကြီးတုံးနဲ့ကြီးတဲ့ကြောက်တဲ့သွားမလားဟာငါကြောက်တယ် ။ဒီလိုနဲ့ဆွန်ပြီးလဲထွက်သွားခဲ့ပါတယ်။ Hero Prime အနီးနားမှာတစုံတယောက်ဖြတ်တန်းသွားပါတယ်။ဒီလိုနဲ့သူလည်းဘေးနားတစ်ဝိုက်လိုက်ရှာကြည့်ပါတယ်။တကယ်တော့သူ့နောက်မှာအုပ်စုလိုက်ကြီးကိုရောက်နေခဲ့တာပါ 哈哈哈，您个把妈比我为了给比过， ။အဲ့ဒီချိန်မှာပဲ Hero Prime ကစတွေးနဲ့ပတ်ပြတ်လိုက်ပါတယ် Ha ha ha. The doji are gone re. Me don't know, nine mero tain yala. 你呀，俺们也多了拉比我，俺们拉手干娘了，俺们把高丽是老家没。 ။ဒီလိုနဲ့တော်ရဲကလူဆိုးအဖွဲကောင်းဆောင်ကရှေ့တက်လာခဲ့ပါတယ်။ Hero Prime ကရှေ့တက်လာတဲ့ကောင်ကိုနရင်ဖြတ်ရလိုက်ပါတယ်။အားပြင်းလို့တခါတည်းကိုရှော့သွားခဲ့ပါတယ် Hi, Bali ha. Laru comes out now, did it la. ။အဲ့ဒါနဲ့လူဆိုးအဖွဲလည်းအဲ့ဒီကနေထွက်ပြေးသွားပါတော့တယ်။တစ်ဖက်မှာတော့စွန်ပြီးတကောင်ကြောက်ကြောက်နဲ့တော်ရဲကိုခရီးဆက်လာပါတယ် မန်ဇာဒီညမှာတော့တခုခုရှိမှာပဲဟိုက်ပါလေဟာ ။သူတွေးလိုက်ရတာကတော့ရုံနှကောင်မုံလာဥနီကိုအယောင်အဝယ်လုပ်နေတာပဲဖြစ်ပါတယ် ဟာဟာတူတော့ရီရရကောင်လေးပဲကွာ ။နောက်တော့စွန်ပြီးလည်းတစ်ပင်ကြီးကိုစတင်ခောက်ပါတော့တယ်။ဒါပေမဲ့လက်ထဲကပစိန်ကြီးကပျောက်သွားခဲ့ပါတယ် ငါပစိန်ဟာပရုတ်သွားလေဟာ ။အဲ့ဒါနဲ့စွန်ပြီးဘေးကိုကြည့်လိုက်တော့ကြောက်စရာကောင်းတဲ့ဝန်ဒီကိုကြီးရောက်နေပါတယ်။စွန်ပြီးလည်းအဲ့ဒီနေရာကနေခွေးပြေးဝက်ပြေးထွက်ပြေးပါတော့တယ်။ Hero Prime က AC စာအုပ်ဖတ်နေပါတယ်။စွန်ပြီးကစကန်ကိုပြန်ရောက်လာခဲ့ပါတယ်။စွန်ပြီးလည်းနောက်ကိုပြန်လှည့်ကြည့်ပြီးမျက်လုံးတွေပြူးနေခဲ့ပါတယ်။ဒါပေမဲ့ဝန်ဒီကိုကြီးကမီးပုံရှိနေလို့ဝင်မရဖြစ်နေပါတယ် Here, me as not the finish should be dead her egua. ။စွန်ပြီးလည်းပြန်ထလာပါတယ် 您跟到哪里？我怕拉给几，得卡有心情没？ ။ဝန်ဒီကိုကြီးလည်းအဲ့ဒီကနေလစ်သွားခဲ့ပါတယ် ဟာဟာငါပိုးကြီးပြန်သွားပြီကွာ ။မကြခင်မှာပဲမနက်ကိုရောက်သွားပါတယ် Dinia, this is related in here tonight. ။ Hero Prime ကတစ်ပင်ကြီးကိုတွားယူလိုက်ပါတယ်။ပြီးတော့အပင်လိုက်ကြီးထည့်လိုက်ပါတယ် ဟဲဘာတန်ကြီးလေဟာ ။စွန်ပြီးကြည့်လိုက်တော့မူလီနဲ့တက်သားတွေကအများကြီးဖြစ်နေပါပြီ။ Hero Prime ကတော့ကားတွေကိုပါအထက်ထည့်နေပါတယ် ဦးမိုင်လာချီလာ ။ Crafted ပစ္စည်းတွေကများတဲ့ထက်ပိုများလာခဲ့ပါတယ်။ Hero Prime ကရုံထောင်6ကိုဖန်တီးလိုက်ပါတယ်။ပြီးတော့အိယာကိုဖန်တီးလိုက်ပါတယ် Who gone bail dolly ha? ။ Hero Prime ကြည့်လိုက်တော့စွန်ပြီးကရုံထောင်6ထဲမှာပါ။အဲ့ဒါနဲ့အမြန်ထူပေးလိုက်ပါတယ်။စွန်ပြီးကမုံလာဥနီကိုပတ်ဆက်တဲ့တွတ်လိုက်ပါတယ် Oh, me is Indian be abe. Dorima did casapo the theatre shackle I do. ။အဲ့ဒါနဲ့စွန်ပြီးလဲထွက်သွားခဲ့ပါတယ်။ Hero Prime ကလူဆိုးကိုထဲဖို့ပြင်လိုက်ပါတယ် Marmely, below one it, dumb and Mari. ။စွန်ပြီးကတောထဲကိုရောက်လာပါတယ် ဟမ်ဒီမှာတကားရှိညာလား ။တကားကြီးကပွင့်လာခဲ့ပါတယ် ဟာအစမ်းကြီးပါလား ။စွန်ပြီးလဲမြ мян ပြေးဝင်သွားပါတယ်။အထဲမှာတကောင်ရှိနေပါတယ်။ဒါပေမဲ့စွန်ပြီးရောက်လာပြီးတော့တန်နှင်းလိုက်ပါတယ်။အဲ့ဒီချိန်သူမြင်လိုက်ရတာကတော့ Brain Rot ပွဲစိတ်ကြီးပဲဖြစ်ပါတယ်။ Brain Rot တွေကစွန်ပြီးကို soft block တီးဖို့ပြေးလာကြတယ်။စွန်ပြီးလဲအခန်းပြင်ကိုပြန်ထပ်လိုက်ပါတယ်။
ပြီးတော့အခန်းတကားကိုတက်သားပြားတွေနဲ့အထက်ထက်ပိတ်ပစ်လိုက်ပါတယ် ဘာတဲမှာမကြတော့အမြက်လက်မှာ စွန်ဘီလည်းအဲ့ဒီကနေထွက်ပြေးသွားခဲ့ပါတယ်နောက်တော့တစ်ပင်နာမှာပုံလိုက်ပါတယ်ဘာလို့လဲဆိုတော့ယုံလေးကိုမြင်လိုက်ရလို့ပါ ဒီကနေငါပြလိုက်ရှုံးတော့မယ်ထင်တယ် စွန်ဘီကအမြန်ထွက်ပြီးပစိန်နဲ့ထုလိုက်ပါတယ်ဒါပေမဲ့ယုံကထွက်ပြေးသွားလို့လွဲသွားပါတယ် ဤပါကွာပစိန်တော့ပြောက်တော့ပြီ ဒါပေမဲ့ပစိန်ကတစ်ပင်ကိုမှန်ပြီးသူ့စီကိုပြန်ရောက်လာခဲ့ပါတယ်ဒီလိုနဲ့ညဘက်ကိုရောက်လာပါတယ် ဟဲညဖက်တော့ရောက်လာပြီလားဟာညလိုက်တာ စွန်ဘီကအနီးနားကိုကြည့်နေချိန်မှာသူ့စီကိုဝန်ဒီကိုကြီးကစော်ဖို့ပြေးလာခဲ့ပါတယ်တစ်ပတ်မှာတော့ဟီရိုဘရိုင်းကစခန်းကိုရှယ်ကြီးစောက်ထားခဲ့ပါတယ် ဟျောင်းဘာလို့နေရလဲနင်းစံ တော်ရဲကလူဆိုးတွေလည်းဟီရိုဘရိုင်းနဲ့တွေ့မှကြောက်နေခဲ့ရပါတယ်နင်းလိုက်တဲ့အားကတက်ကြိုးထဲဝင်ပြီးမီးတွေပိုလင်းလာခဲ့ပါတယ် ဟုတ်ကဘာလို့နေရလဲဟာတို့ကြားရပဲ အဲ့ဒီအချိန်မှာသူမြင်လိုက်ရတာကစွန်ဘီကိုယုံလို့กินနေတဲ့ဝန်ဒီကိုကြီးပဲဖြစ်ပါတယ်ဟီရိုဘရိုင်းကခလုတ်ကိုနှိပ်ပြီးတော့မီးအောင်တွေကိုစွန်ဘီစီထိုးပေးလိုက်ပါတယ် အာအလင်းရောက်နေလားဟာကျောင်းဆရာကြီး အလင်းရောင်တွေကဝန်ဒီကိုထိသွားပြီးတော့ပြာကျသွားခဲ့ပါတယ် ကေကြပါအောင်စုံမိခဲလက်စစ်တော့မယ် ကံမကောင်းစွာနဲ့မီးတွေတက်လာပြီးတော့မီးသွေးခဲဖြစ်သွားပါတယ် ဟာတော်ရှိရတဲ့ကောင်ဘာလို့ဂိမ်းမောင်နိုင်တော့ပြီကွာ ဒီလိုနဲ့ဆက်လန်းလေးပြီးသွားခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုဗီဒီယိုလေးတွေသဘောကျရဆိုရင်တော့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်အားပေးနေတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်